မင်္ဂလာပါအခုကျွန်တော် share like its reservation website နဲ့ဒီ site တွေမှာသုံးတဲ့ merchant application အကြောင်းကျွန်တော်ရှင်းပြချင်ပါတယ်ပထမဆုံး share like its website ကဒီ customer တွေစိတ်ကြိုက်စားတော့ဆိုင်လို့ရွေးပြီးတော့ discount ရမယ့်အချိန်လို့ရွေးပြီးတော့ booking လုပ်နိုင်မှာဖြစ်ပါတယ် reservation လုပ်နိုင်မှာဖြစ်ပါတယ်ပထမဆုံးလူဘယ်နှယောက်သွားမယ်ဆိုတော့ select လုပ်ရပါတယ်ပြီးလို့ရှိရင်ဘယ်အချိန်မှာ discount ကဘယ်လောက်ရတယ်ဆိုတာဒီမှာတို့ရွေးရပါတယ်4နိုင်မှာသွားမယ်ဆိုရင်တော့ 20% discount ရပေါ့နော်ပြီးလို့ရှိရင်ဒီနေရာမှာကျတော့နာမည်ရေးမယ် email ရေးမယ်ပြီးလို့ရှိရင်ဖုန်းနံပါတ်ရေးထည့်မယ်ပေါ့နော်ရေးထည့်ပေးလို့ရှိရင်ကျွန်တော်တို့reservation လုပ်လို့ရမှာဖြစ်ပါတယ် customer ဘက်က reservation လုပ်ပြီးရတယ်ဒီ merchant application မှာကျွန်တော်တို့ဒီလိုမျိုးပုံစံ notification ပေါ်လာမှာဖြစ်ပါတယ်နာမည်ကဘာတူဖုန်းနံပါတ်ကဘာတူဖုန်းနံပါတ်ကဘယ်လောက်ဆိုတဲ့ဟာကိုဒီနေရာမှာကြည့်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ accept လုပ်လိုက်တာနဲ့ဒီမှာ order number ထွက်လာမှာဖြစ်ပါတယ်ဥပမာ customer ဒီ order number ကိုပြရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနာမည်နဲ့ကျွန်တော်တို့ order number နဲ့ဖုန်းနံပါတ်နဲ့ကြည့်ပြီးတော့ကျွန်တော်တို့ reservation ကိုဝန်ဆောင်မှုပေးရမှာဖြစ်ပါတယ်ဒီစားတော့ဆိုင်များအနေနဲ့ကြတော့ကျွန်တော်တို့ summary ပေါ့နော်တစ်လကိုဘယ်နေ့ရက်နေ့မှာ booking ဘယ်လောက်ရတယ်ပြီးလို့ရှိရင် customer ဘယ်နှစ်ယောက်ဝင်တယ် booking တန်ဖိုးဘယ်လောက်ရှိရဲဆိုတာကိုဒီနေရာမှာပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ booking က2မျိုးရှိပါတယ်တစ်မျိုးကြတော့ကျွန်တော်တို့ဒီ discount offer ပေါ့နော်နောက်တစ်မျိုးကြတော့ကျွန်တော်တို့ fixed price buffet ပေါ့နော်ဒီ fixed price buffet မှာကြတော့ကျွန်တော်တို့ဒီနေရာမှာကြတော့ဈေးနှုန်းတွေ automatic ပြပေးမှာဖြစ်ပါတယ်ဒီ discount offer မှာကြတော့ကျွန်တော်တို့ကဒီ customer လာစားတဲ့ကျွန်တော်တို့ value ကိုပြန်ပြီးတော့ရိုက်ထည့်ပေးရပါတယ်ဒီနေရာမှာကြတော့ဥပမာ1000ခွဲဖို့စားသွားရဆိုရှင်ကျွန်တော်ဒီအောင် save လုပ်လိုက်လို့ရှိရင် summary မှာကျွန်တော်တို့ value က1000ခွဲဖြစ်သွားမှာဖြစ်ပါတယ်